အားလုံးပဲမင်္ဂလာပါရှင်မီလေးရဲ့ Oreo ပေါ်အကျိုး channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်မီလေးကိုတင်ဆက်ပေးမယ်ပုံမြင်လေးရတော့နင်းဆက်လေးဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်ရှင်မတိဆက်ခင်မီလေးရဲ့ Oreo ပေါ်အကျိုး channel လေးကို like ရ subscribe လေးနှိပ်ခဲ့ကြပါအောင်ရှင်ကျေးဇူးများတင်ပါရှင်စောင်းရသည့်နာနာခင်းတွေနေကျနုနုအောင်နိုင်နင်းဆက်လေးတစ်ဆက်မြဲရွက်ပေါ်တွေတည်ရှိနေလေသည့်မြစ်ပင်လေးနဲ့မနီမဝေးတွေလိုက်တံပူထန်လေးရှိသောပင်လယ်ကြီးတစ်စင်းရှိသည်ကျန်းတန်းသောလိုင်းများကြောင့်တငါလီငယ်များကျုံထိုးမောက်ကုန်ပြောင်းဆန်နေတော့သည်နင်းဆက်လေးကပင်လယ်ကြီးကငင်းမောကြည့်ရင်ပင်လယ်ကြီးကခွန်အားကြီးလိုက်တာအားကြစရာကောင်းလိုက်တာကသူ့လိုဘာမှမစွမ်းဆောင်နိုင်ပါလားနေအောင်ရေးလာတာနဲ့အဝေးပြန်ပြောက်ွယ်သွားရမှာလားငါဘဝကတင်းငယ်လိုက်တာကျိုးစဉ်နင်းဆက်လေးနာကိုပြားတဲ့ကောင်ရောက်လာသည်နင်းဆက်လေးဘာတွေများတွေးနေတာလဲကျွန်တော်ဘဝကိုအားငယ်လွန်းလို့ပါဗျာနင်းဆက်လေးရဲ့သင်ရဲ့တိတ်ငယ်တဲ့စိတ်ကိုဖျောက်လိုက်ပါကိုဘဝကိုတကားမှသူတပအတွက်ဘာအကျိုးပြုနိုင်မလဲဆိုတဲ့လှုပ်ဆောင်မှုချက်တာအဓိကကြပါတယ်ကျွန်ုပ်တို့ပြားရည်တွေလည်းပန်းတွေစီကဝိရည်တွေဆိုပြီးစူဆောင်ရင်ဝင်းမှုကူပြီးချင်းနဲ့လောကကိုအလားဆင်ကြတယ်လေကျေးဇူးရှင်ပြားလေးဒါသည်မကသေးဘူးပြားရည်ကလည်းလူတွေအတွက်တက်ရှိကျမ်းမှာဆေးဖက်ဝင်စေတယ်အဲ့ဒီအကျိုးပြုမှုတွေဟာအရှုံးအမြတ်အတွက်အချက်မပါပါဘူးကျုပ်ကတော့ကိုဂုံယူခြင်းနဲ့ပါတယ်ကိုရွှေပြားနဲ့တွေ့မှာဘဝကိုဘယ်လိုအထိပ္ပယ်ရှိရှိနေထိုင်ရမယ်ဆိုတာကိုသိလိုက်ရလို့ကျေးဇူးတင်ပါတယ်ထို့စဉ်မှာပဲနေအောင်ကြီးကလည်းနင်းတက်လာလေပြီဟူးပူလိုက်တာစင်ရွညက်လေးသည်မောပန်းစွာနင်းဆက်လေးနာရောက်လာသည်ရေတပေါက်လောက်ပေးကြပါရေအိုးစီယုံညက်ရဲ့ပင်လယ်ဘက်ကလာပြီးရေငက်ရတယ်လို့နင်းဆက်လေးရဲ့ပင်လယ်ကြီးကရေရီတာများတာတောက်လို့မှမရတာရေကငန်းတူးနေတာပဲရေငတ်နေတဲ့အကျွန်ုပ်အတွက်ပင်လယ်ကြီးကဘာမှအတော်မဝင်ပါဘူးကဲဘာမှမပူပါနဲ့ကျွန်တော်ကူညီမယ်စင်ရိုးလေးဗဆက်တာဟာထားပြီးတော့ကျုပ်ကနေအောင်ရင်းလာရင်အကျိုးမဲ့အဝေးပြန်ပြောက်ွယ်ရမှာပဲအဲ့ဒါကြောင့်မလုံနဲ့ကျုပ်ကြောင့်တင်ပြောက်ွယ်သွားရမှာပေါ့ကျုပ်ဝမ်းသာပီတိဖြစ်ရပါတယ်ကဲစင်ရိုးငယ်လေးကျုပ်ကုန်းစင်းလာပြီနော်တပားသူအသက်ရှင်မှုကိုကျိုးစွန်သွားတဲ့နင်းဆက်လေးရေမင်းအတွက်ဂုဏ်ယူပါတယ်မင်းလေးရတော့ဒါပါပဲကွယ်ကြည့်ရှင်တော့မီလေးရဲ့ Oreo ကျူ channel လေးကို like ရ subscribe လေးနှိပ်ခဲ့ကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်